Yes or no မှာရုပ်ကိုင်ရဘဝအစီအစဉ်ကြီးပြစ်အဆိုင်ရောက်ကြည့်တယ်ပါဟုတ်တယ်လား So live a life you will remember. My father told me when I was just a child. These are the nights that never die. My father told me. ဒီနေ့မိတ်ဆက်ပေးမယ့်ကားလေးရတော့ Volvo XC90 model 2019နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ဒီကားတွင်းထဲကအချက်လက်လေးတွေကိုအသေးစိတ်ပြပြပေးတော့မှာဖြစ်ပါတယ်ရှင့်။ဆရာပိုင်းမှာဆိုရင်ဘောလုံးကွန်ဒိုပြုတ်ကွန်ဒိုပါဝင်တယ်။အားဒီဇိုင်းဖြစ်သွားတဲ့အတွက်အားဒီဇိုင်း logo လေးကိုလည်းဒီအောက်မှာထည့်ပေးရတာကိုတွေ့ရပါတယ်။ဒီမှာဆိုရင် Apple CarPlay Android Auto သုံးလို့ရတယ်။ဒါပေမဲ့ Aircon ကိုလည်းဒီမှာ adjust လုပ်လို့ရတယ်။ Fan ကိုလည်းဒီမှာ adjust လုပ်လို့ရတယ်နော်။အောက်မှာဆိုရင်လည်း drive mode ကို၄မျိုးပြောင်းပြီးမောင်းနေလို့ရတယ်။ Eco, Comfort, Off-road, Dynamic ဆိုပြီးတော့၄မျိုးပြောင်းပြီးမောင်းနေလို့ရပါတယ်ရှင်။ကားမှာဆိုရင် HUD 360 camera, blind spot နဲ့ panoramic view လို့ပါဝင်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ touch screen မှာပါရှိရဲ့ option လေးတွေကိုရှင်းပြပေးပါမယ်ရှင်။ပထမဆုံးအနေနဲ့ lane ခလုတ်လေးရဆိုရင်ကားမောင်းနေနဲ့ lane ချော်သွားတဲ့အခါမှာဒီကားကိုပြန်တည့်ပြရပါတော့။နောက်တစ်ခုဘေးမှာရှိရဲ့ပြင်အစစ်ရကြတော့ဒီမှာကားပါကင်ထိုးတဲ့အခါမှာဒီစင်ဆာတွေကနေပြီးတော့တခုခုရှိရင်ဒီစင်ဆာတွေကနေပြီးတော့သတိပေးရစနစ်ဖြစ်ပါရဲ့ရှင့်။ Corporate land ဆိုရင်တော့ကားပါကင်ကနေထွက်တဲ့အခါမှာဒီလိုမျိုးတခုခုဘေးနားမှာအရာတခုရှိတဲ့အခါကျရင် Corporate land ကနေပြီးတော့သတိပေးရဖြစ်ပါရဲ့ရှင့်။ Distance land ကကြတော့ဥမာကားမောင်းနေနဲ့အရှိကားနဲ့အရန်နီးကတဲ့အခါမှာအချက်ပေးတန်မိတာပေါ့နော်။အောက်မှာရှိတာကြတော့ကင်မရာကြောင့်ဒီမှာတော့360ကင်မရာပါမယ်။အောက်မှာဆိုရင် Hereford ကြတော့နောက်ထိုင်ကုန်တွေကိုဒါခစ်ဒီ Hereford လေးကိုခောက်လိုက်တာပေါ့နော်။အောက်မှာဆိုရင် HUD ပါမယ်။ဒါ HUD ကဒီမှာတော့ head-up display လို့ရေးထားရပါတော့။ HUD လို့လည်းခေါ်ကြတယ်။အဲ့ဒါကြတော့ digital clutcher မှာကီလိုမီတာတွေကိုကြည့်ကြမလို့ပဲနဲ့ဒီ HUD မှန်းနေပြီးတော့ကြည့်လို့ရတဲ့စနစ်ဖြစ်ပါရဲ့ရှင်။ဒီ blink sensor ကကြတော့ blind spot လို့လည်းခေါ်ကြတယ်။ဒါဆိုရင်သူကကားမောင်းနေတဲ့အခါမှာကိုယ့်ကားကိုနောက်ကနေကြော်တဲ့အခါမှာဘက်မှန်နေပြီးမီးနေပြီးတော့ချက်ပြပေးရပါတော့။ရိုးဆိုင်ရဆိုရင်တော့ဒီကကားမောင်းနေနဲ့လမ်းမပေါ်မှာဒီကီလိုဝါအာဝါထက်မကျော်အားစိုက်မှုလေးတွေ့ရခါမှာသူကစက်စာတွေကလှုပ်လှုပ်ပြီးတော့ဒီကားကိုပေါ့နော် limit နဲ့ပေါင်းပေးရဒါရတော့ပြပမှာပို့ပြီးတော့ဒီကီလိုဝါပို့ပြီးအသုံးဝင်တာများတယ်ပေါ့နော်နောက်တစ်ခုကကြတော့အောက်မှာဆိုရင် cruise control ကကြတော့ speed တစ်ခုကို limit လုပ်ပြီးတော့မောင်းနေပြီးရဲ့ flow လေးပဲဖြစ်ပါတယ်ဘေးမှာဆိုရင်ဒီအကြက် passenger seat ကကြတော့သူကကြတော့ဒီ driver seat ကနေပြီးတော့ဒီ passenger seat ပေါ့နော်လွတ်လွတ်ပြီးခလုတ်လေးပဲဖြစ်ပါရဲ့ရှင့်မကျူးခရကြတော့ကိုယ့်ကားကိုရက်ပြီးတော့တခြားနေရာကိုသွားတဲ့ခါမှာကိုယ့်ကားကိုတယောက်ကလာထိရအားမဟုတ်ပစ္စည်းတစ်ခုထိရသမသိန်းစံတရားတကောင်ကတ်သွားတာဆိုရင်ထိမိသွားတာဆိုရင်တော့အလမ်းမီရဲ့စနစ်ပေါ့နော်အဲ့လိုအလမ်းမမီစေချင်လို့ဆိုရင်ဒီမကျူးကိုက်လေးကိုပိတ်ထားမယ်ဆိုရင်ဒီအလန့်မမီးပေါ့နော်နောက်တစ်ခါကျတော့အောက်မှာ collision avoid access ခါကြတော့သူကကြတော့ကားမောင်းနေနဲ့အရှိမလူတယောက်ကဖြတ်ပြေးရဒါမှမဟုတ်သိန်းစံတစ်ကောင်ဖြတ်ပြေးရဆိုရင်ချက်ချင်း brake ban မိတဲ့စနစ်ဖြစ်ပါရဲ့ရှင့်ဝီကင်ဆောက်စစ်စတန်လည်းပါတယ်နောက်တစ်ခုကကျတော့ဒီထိုင်ကုန်တွေကအေကန်တာမတွေရီကိုသုံးထားတဲ့အတွက်အကျန်းခံနဲ့မပိုးမပဲ့ဘူးနောက်တစ်ခါကျအမွှေးမြင်မထောက်ဘူးပေါ့နော်ဆက်နောက်ပြီးတော့ဒီမမှာဆိုရင် panoramic view လေးလည်းတက်ဆင်ပေးထားတာတွေ့ရပါတယ်စီမော်တာပါဝင်တဲ့အတွက်ထိုင်ကုန်ကိုခြေတုံးနောက်ချုပ်ပြီးလုပ်ပြီးတော့မောင်းနေလို့ရတယ်။နောက်ပြီးတော့စီမမိုရီပါဝင်တဲ့အတွက်ကိုထိုင်ထားတဲ့အတိုင်းကိုစစ်မမိုရီမှတ်ထားမယ်ဆိုရင်ကားပြတ်ဆက်နိုးတဲ့ခါမှာထိုင်ကုန်ကြက်ပြန်လုပ်စရာမလိုတော့ဘူးရှင်။ဒီထက်က fashion အကုန်လုံးကိုရှင်းပြပေးပြီဆိုတော့နောက်ခန်းလေးကိုလည်းထပ်ပြီးတော့ရှင်းပြပေးပါမယ်ရှင်။ဒီစစ်အားတိုင်းဖြစ်သွားတဲ့အတွက်ကောက်စပိတ်ရလည်းကျေပါတယ်။ခုံသုံးနှန်းဖြစ်တဲ့အတွက်ကိုဒါစုလိုက်ခီးသွားမယ်ဆိုရင်လည်းအဆင်ပြေတယ်။ပြီးတော့ဘူဘွေးစီဂနီချာဖြစ်တဲ့စီးပတ်လေးတွေကိုနောက်ထိုင်ကုန်အတွက်ထည့်ပေးရတော့တွေ့ရတယ်။ဒီခုစလေးလေးလည်းပါဝင်နေပေါ့နော်။ပြီးတော့အမှဆိုရင်တော့ဒီ high control loop control လည်းဒီကနေပြီးတော့လုံးလို့ရတယ်ပေါ့နော်။ air suspension ရန်ကောင်းတဲ့အတွက်ကိုက highway တွေပါသွားမယ်ဆိုရင်လည်း CBS ကားလေးပဲဖြစ်ပါရဲ့ရှင့်။အရှိပိုင်းမှာဆိုရင်မီးလုံးက full LED active high ပဲပါဝင်တဲ့အတွက်ညဘက်ကားပေါင်းတဲ့အခါမှာစက်ညင်ဘက်ကကိုမီးမစူးစေဘဲနဲ့မီးထုံးမရဲ့စနစ်ပါဝင်တယ်ပေါ့နော်။ဒီကားဆိုရင်316 horsepower ဟိုမှာ 2.0 ဖြစ်တဲ့အတွက်စီစားနှုန်းသက်သာစွာနဲ့မောင်းနေနိုင်တဲ့ကားမျိုးဖြစ်ပါရဲ့။ဒီကားလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ down payment 50% ချရုံနဲ့ဒီကားလေးကိုပတ်ဆက်နိုင်ပါပြီရှင့်။ဒီကားလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့အမှတ်26ပြီးမြင်းကျော်စွာလန်ကြောက်ကုန်းရန်ကင်းမြို့နယ်ဖုန်းနံပါတ်လေးရတော့661 66163 669 169 6569ဆက်သွယ်မြင်မြန်ဝယ်ယူနိုင်ပါရဲ့ရှင့်။
ဒီက highway တွေပါသွားမယ်ဆိုရင်လည်း CBS ကားလေးပဲဖြစ်ပါတယ်ရှင့်အရှိပိုင်းမှာဆိုရင်မီးလုံးက full LED အတိ high ပဲပါဝင်တဲ့အတွက်ညဘက်ကားမောင်းတဲ့အခါမှာစက်ညင်ဘက်ကကိုမီးမစူးစေဘဲနဲ့မီးထုံးမရဲ့စနစ်ပါဝင်တယ်ပေါ့နော်ဒီကားဆိုရင်316 horsepower ဟိုမှာ 2.0 ဖြစ်တဲ့အတွက်စီစားနှုန်းသက်သာစွာနဲ့မောင်းနေနိုင်တဲ့ကားမျိုးဖြစ်ပါတယ်ဒီကားလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ down payment 50% ချရုံနဲ့ဒီကားလေးကိုပတ်ဆက်နိုင်ပါပြီရှင့်ဒီကားလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့အမှတ်26ပြီးမင်းကျော်စွာလဲကြောက်ကုန်းရန်ကင်းမြို့နယ်ဖုန်းနံပါတ်လေးရတော့661 66163 665 656 656 ဆက်သွယ်မြင်မြန်ဝယ်ယူနိုင်ပါရှင့် We don't talk anymore. We don't talk anymore like we used to do. We don't laugh anymore. What was all of it for? Ooh.